အခုကွာရှုံးသွားတယ်ကွာနော်အခုအသေးယုံမင်းနေတာဟုတ်ပြီနော်အသေးယုံမင်းနေတယ်ဟိုဘီယာကြီးဖြစ်တာတွေပါအဲ့ဒါကလေးလုပ်တွေပါဟိုပြီးတာပြီးသွားထားလိုက်စကားများသွားတဲ့နောက်မှာတော့နည်းနည်းတော့ share သွားတာပေါ့လေဒါပေမဲ့လည်းကျွန်တော်တို့ရအောင်တော့ကျွန်တော် team work လိုက်လုပ်သေးတယ်ကျွန်တော်ကလက်မလျှော့ညီမအကိုဘာပြော against လုပ်နေ အဲ့ဒါက against တာပဲဟာ ကျွန်တော်ဘက်ကတော့ဆင်ပြေပါတယ်ဟို main ကလေးနေရဖြစ်တဲ့ပုံမှာပို့ပြီးတော့မှကျွန်တော်မှာ pressure ပို့ပြီးသွားတယ်ဒါအောင်အနာခံပြီးတော့ပြီးတော့မှကွာကျိုးရင်လည်းကျိုးဒါမှမဟုတ်လည်းပို့ဖြစ်ရင်လည်းဖြစ်ပြီးတော့မှစိတ်ကူးမယ်ဆိုပြီးတော့ game ဆော့တဲ့အချိန်မှာရအောင်ယုံတယ်26မှာတော့ကျွန်တော်ဒီ3လပိုင်းလောက်မှာပေါ့နော်4လပိုင်းလောက်မှာ series တစ်ခုရိုက်ဆရာရှိရဲကောင်းကောင်းပေါ့နော်အားလေးတစ်ခုရှိမယ်ကျန်တာကတော့ကျွန်တော်ပွဲတက်နဲ့ကြော်ညာတွေပဲများပါတယ်ခင်ဗျာဟုတ်ကဲ့ဒီ show ကိုကျွန်တော်လာပြီးဆက်သွယ်တဲ့အချိန်မှာကျွန်တော်ကတော့ဒီ show ကြောင့်အရင်မသိသေးဘူးအဲ့ဒါလည်းကျွန်တော်နာမည်မေးပြီးတော့မှကျွန်တော်နေပြီးတော့မှသွားစုံစမ်းလေ့လာတယ်ပေါ့နော်ဆိုပြီးတော့ MRTV4 မှာ on air မှာပြမှာဆိုတော့ဘာဖြစ်ဖြစ် at least တော့လူကတော့ရမ်းမြင်မယ်လူကြည့်မယ်ပေါ့ဆိုတော့သိလိုက်တယ်ဆိုတော့အဲ့ဒါပြီးတော့ခြားတော့ညီကောင်မောင်နှမတွေလည်းပါမယ်ဟိုလူညီမောင်နှမတွေပါမယ်ဆိုတော့ပျော်ပြီးလက်ခံပြတာပါခင်ဗျာဟုတ်တယ်ကျွန်တော်ကဒီပုံမှန်ပေါ့တော့နေ့စဉ်ဘဝမှာကျတော့ကျွန်တော်ကလူကြီးလုပ်တွေပဲလုပ်နေရတော့နည်းနည်းအဲ့လိုကရုပ်လည်းနည်းနည်းတီးရလဲပါတာပေါ့နော်ဆိုတော့အတီပေါက်တွေပဲသွားတာများတယ်အကြီးပြောတော့ရှိပါတယ်ဒါပေမဲ့ပေါ့နော်အခုလိုမျိုးလေးဒါလူပညာမောင်နှမတွေနဲ့ပေါ့နော်တလနီးပါလောက်ကျွန်တော်တို့ဒါပင်းတရမှာခကြီးထွက်ပြီးနေခဲ့ရရဲကွေးနဲ့နေခဲ့ရတဲ့လူကြောင့်မို့လို့လဲတကယ်ကိုဒါ trip လေးတစ်ခုလိုမျိုးလေးလဲခံစားရတယ်ရှမ်းပြည်လေးမှလေးလဲသွားပြီးတော့မှနေအေးလေးအေးရပေါ့နော်ဆိုတော့ဘာဖြစ်ဖြစ်အရန်ကိုပျော်ခဲ့ရတဲ့ trip လေးတစ်ခုဖြစ်ခဲ့ပါတယ်ခင်ဗျာမမိုင်လေးနဲ့တော့အရန်အဆင်ပြေတယ်အမကလည်းအရန်ချစ်ဖို့ကောင်းပါတယ်ဟိုတောင်းနဲ့လဲဓမ္မနမရီလိုမျိုးပို့ပြီးခင်သွားတာပေါ့လေအရင်တော့ကတော့တိတယ်ခင်တယ်ဆိုတော့အခုပို့ပြီးတိပြီးခင်သွားတာပေါ့လေညင်းတာတော့မဟုတ်ဘူးဗျကျွန်တော်မညင်းတယ်ဘူးတကယ်ပြောတာကျွန်တော်သိမညင်းတယ်ဘူးအဲ့လိုမျိုးမဟုတ်ဘူးနိုင်ညစိတ်များလည်းမဟုတ်ဘူးဆိုတော့မှတ်ထားပြီးတော့မှကြာကန်လေးကြောင့်ကျွန်တော်ပေးတာဒါပေမဲ့ဒါပြီရောက်လာခဲ့တယ်ရောက်လာကျွန်တော်တမန်သမားကိုဆိုတော့ဟိုပုံမှန်တိုင်းနိုင်သွားတာမျိုးကလက်ခံတယ်ဒါပေမဲ့ဟို intentionally ပေါ့နော်ယူချက်တစ်ခုနဲ့တေချာကိုအဲ့လိုမျိုးဖန်တီးပြီးတော့မှ show အောင်လုပ်တာကြတော့ကျွန်တော်ကအဲ့မှာကျွန်တော်မကြိုက်ဘူးကွာရုပ်တရက်ကြတော့မကြိုက်ဘူးပေါ့ဗျာသိရမလားအဲ့ဒါနဲ့ why ပေါ့ဒါလူဟိုဖြစ်တယ်ပေါ့ဆို complain တာကွာအဓိကကတော့ညင်းတာမဟုတ်ဘူးလူမျိုးဖြစ်တာတော့မကောင်းဘူးဆိုပြီးတော့မှအဲ့လိုမျိုးပြောတာအဲ့တော့ကျွန်တော်ညင်းတယ်မှတ်သွားဒါပေမဲ့နောက်ပိုင်းတော့ကတဖြည်းဖြည်းနဲ့တော့ကြည့်ရသူသဘောပေါက်လာပြီတင်ပါတယ်ဘဝအသင်းမှာတော့ညင်းတာဘယ်သူမှလည်းမရှိဘူးအေးစစ်စစ်ပဲကျွန်တော်ပဲညင်းနေဖြစ်နေမှာပေါ့လေဒါပေမဲ့ကျွန်တော်ညင်းတာမဟုတ်ဘူးကျွန်တော် complain တာဒါကကျွန်တော်ဘယ်လိုပြောရမလဲဆိုတော့နည်းနည်းဟိုပါပေါ့တချို့နေရာလေးတွေမှာအဲ့လိုမကြိုက်တဲ့နေရာတွေရှိလို့ရှိရင်မကြိုက်ဘူးကွာမကြိုက်ပြောတာဟုတ်သေးရလားဂိမ်းတစ်ခုကစားတဲ့အချိန်မှာဂိမ်းက9နေပြဿနာမရှိဘူးပေါ့နော်အကျိတ်နယ်တွေကစားလာပြီးတော့မှရှင်ပြိုင်မှုတွေအားကြီးလာတဲ့အချိန်ကျတော့ team work မိဖို့လိုတယ်အဲ့ဒီအချိန်မှာက team work ပြုတ်လို့ရှိရင်ကျတော့အရှုံးဘက်ပိုသွားနိုင်တယ်ပေါ့နော်ဆိုတော့အဲ့မှာလို့ပေါ့လေဟိုအမြင်မတူတာလေးလည်းရှိရင်ရှိမယ်တောင်းနဲ့ကြောက်ကစားကွာရှုံးသွားတယ်ကွာနော်အခုအသေးယုံမင်းနေတာဟုတ်ပြီနော်အသေးယုံမင်းနေတယ်ဟိုဘီယာကြီးတောင်မှလဲသွားတွေ့ခဲ့တဲ့အတိုင်းမှာပဲများစကားများကုန်ကြတာပေါ့လေဆိုတော့ဒါမဲ့လည်းပေါ့နော်အဝါသင်းကဟိုပေါ့ဘယ်လိုပြောရမလဲ team work အရင်မမိဘူးဆိုပေမဲ့လည်းပေါ့နော်ကိုနေရာမှာကိုယ့်ဟာကိုတာဝန်အခြေဆုံးဖြစ်အောင်တော့ဆောင်ရွက်ပေးခဲ့ကြပါတယ်ခင်ဗျကျွန်တော်တို့အသင်းမှာ main ကလေးနှစ်ယောက်လည်းရှိတာဟုတ်ရှိတော့ကျွန်တော်မှမရောရင်လည်းမလွယ်ဘူးလေသိတယ်ပြောချင်တာကဆိုအဲ့တော့ကျွန်တော်ကmain ကလေးနှစ်ယောက်ဖြစ်တဲ့ပုံမှာပို့ပြီးတော့မှကျွန်တော်မှာ pressure ပို့ပြီးသွားတယ်ပြီးတော့လည်းသိလိုက်ရတာအရှိခင်းနေမှာလည်းငါရှုံးရင်ရှုံးပြီဆိုတော့သိလိုက်တယ်အဲ့တော့ငါရုံးရမယ်ငါနေရှုံးလို့မရဘူးပေါ့နော်နေပြီးတော့အရင်ထက်လည်းငါပို့ပြီးတော့မှငါဂယူးဆိုင်ပြီးတော့မှဒီဟိုကစားရမယ်ဆိုတာကိုပို့ပြီးသိသွားမဟုတ်တယ်နည်းနည်းလေးမှားသွားတာနဲ့ကျွန်တော်တို့အရှုံးဘက်ကိုသွားနိုင်တယ်မမိုင်လေးကကျတော့သူကကျတော့ဟိုနည်းနည်းရွရွလေးလေသူကနေပြီးတခုဆိုနေပြီးကြောက်စိတ်များတယ်ကြောက်တတ်တယ်အဲ့လိုမျိုးဥမာထားပါငါးဖမ်းရတဲ့နေရာမှာတို့ဥမာကြက်ဖမ်းရတာတို့အဲ့လိုမျိုးတွေဆိုရင်မရဘူးအဲ့လို तू ကဖမ်းနေနေအော်နေဆိုပြီးမှဆိုအဲ့တော့ဟိုပါပေါ့နော်နုနုရွရွလေးတွေဖြစ်နေတဲ့ပုံမှာတချို့ game တွေကြရတယ်ကြမ်းကြမ်းတန်းလေးတွေလည်းပါတယ်အဲ့တော့နည်းနည်းကိုပိုယုံရတာပေါ့လေ pressure နည်းနည်းတော့ပြီးရပြီးတော့ဇောကတ်တာပေါ့နော်ဇောကတ်တော့ရုပ်ကတီတာပေါ့ပိုတီသွားတာပေါ့ဒါအစတွေကရုပ်ကနည်းနည်းတီရလေတီတာဟိုမှကိုကဒီထဲမှာအာယုံတအားဆိုင်နေတဲ့အပေါ်မှာအကြီးအပြုံးနေပါတယ်မသိတော့ကိုကဒီထဲမှာပဲ focus ဆိုရုပ်ကတီသူလိုဖြစ်နေတာပေါ့ကိုက pressure မိနေတာတကယ်တမ်းအဲ့လိုမျိုးပြီးတော့လေဟိုဖားကင်တဲ့ game မှာဆိုလို့ရှိရင်တကယ်တမ်းကျွန်တော်ရုပ်တီပြီးရုပ်ပြတ်နေတာမဟုတ်ဘူး
ကြောက်ကြိုကြီးကြောက်နေအဲ့လိုမျိုးအဖားတွေတီးမကင်ရင်ဘူးဗျာမကင်ရင်ဘူးလေအဲ့ဒါကြီးကိုကျွန်တော်ဟာဒီဂိမ်းရတော့ငါကန်ရတော့မှာလားပေါ့ရှုံးရင်ကန်ရပြီလားပေါ့အဲ့ဒါကြီးကိုကြိုတွေးပြီးကြောက်နေတာကြောက်တော့မျက်နှာပြက်နေပြီအဲ့လိုမျိုးပေါ့နော်ဆိုတော့အဓိကအဲ့လိုဖားတွေကန်ရမှာမကန်ရဲလို့ကြောက်နေတာလေပြောခဲ့တယ်ဂိမ်းတစ်ဝက်လောက်ထိကပြောတယ်လက်နာလားအစမပြောတော့ဘူးလေငါးဖက်နဲ့ထိပြောသေးတယ်ပါဆယ်ဂိမ်းထိလည်းနည်းနည်းပြောသေးတယ်ပါဆယ်ဂိမ်းပြီးတော့အခုဒီမှာကြောက်ပြက်ဂိမ်းမှာလက်ထိသွားတာပေါ့တော်တော်ထိသွားတော်တော်နာသွားတာကျွန်တော်ခုရက်ထိတော့မှအချိန်စောလို့မရအောင်ညအိမ်တော့စောအိမ်လို့မရအောင်နာနေတော့မယ်ဆေးလိမ့်နေရတယ်အဲ့လိုပေါ့ဒါကြီးလဲထသွားတော့ဆိုတော့အဲ့တော့ sorry bro နှစ်ခုတည်းတယ်နော် ဘယ်လိုပြောအဲ့ကစပြီးတော့မှကျွန်တော်အားရော်ပါနေပြီးလက်ဖက်မှာတစ်ဖက်ကတော်တော်လှုပ်လို့မရတော့ဘူးဗျာတစ်ဖက်တည်းနဲ့ဆိုတော့ဘလို့မှလူကမယုံနိုင်တော့ဘူးဒါပေမဲ့ကျွန်တော်ဂိမ်းထဲမှာအကောင်းဆုံးယုံတယ်ရအနာခံပြီးတော့ကလက်ကအရန်နာနေရယ်ဒါပေမဲ့ရအောင်အနာခံပြီးတော့မှကွာကျိုးရင်လည်းကျိုးဒါမှမဟုတ်လည်းပိုဖြစ်ရင်လည်းဖြစ်ပြီးတော့မှဆေးကုမယ်ဆိုပြီးတော့ဂိမ်းဆော့တဲ့အချိန်မှာရအောင်ဒါနေသေးတာပေါ့နော်အခုတော့နည်းနည်းတက်တာလိုက်ဒါပေမဲ့တစ်ခါကြွတ်ချက်နဲ့ဖြစ်နေသေးတယ်ဒါကြီးလေတော့ကျိုးတာတော့မဟုတ်ဘူးလေထွက်သွားတာပေါ့နော်ဆိုတော့ဆေးကုနေရတယ်ကျွန်တော်ဂျင်းကောင်းဆော့လို့မရသေးဘူးဂျင်းအလေးမများကြီးမရပုံမှန်အလေးလေးတောင်မှဖြည်းဖြည်းချင်းထိန်းပြီးတော့ပြန်ကြည့်ယူနေရတာပေါ့နော်အရန်ခင်ခဲ့ကြပါတယ်အောက်12ယောက်လုံးပေါ့နော်ဒါအစားတော့သိမခင်ကြဘူးဒါပေမဲ့နောက်ပိုင်းနေမှာအရန်ကိုတကယ်ကိုရင်းနှီးသွားတဲ့မိတ်ဆွေတငယ်ကြီးဖြစ်နေကိုရှိသွားပြီးတော့မှကျွန်တော်တို့ game show တွေပြီးသွားတဲ့အချိန်မှာလည်းအပြင်မှာကျွန်တော်တွေ့ဆုံပွဲတွေပါလုပ်တယ်ကဲတယ်ဝင်လုပ်တယ်မူသွားစားကြတယ်ဘာညာရှိကြပါတယ်ဟုတ်အားမရပါဘူးအားမရခဲ့ပါဘူးကျွန်တော်လက်ထိသွားတဲ့နောက်မှာတော်တော်ကျွန်တော်စိတ်လျှော့လိုက်တာပေါ့နော်ရှုံးရင်လည်းရှုံးမလေးစီရောပေါ့နော်ဘာလို့ဆိုတော့အရင်စိတ်တင်းခံပြီးတော့ငါလက်အရန်နာနေရောပေါ့နော်ဆိုတော့အဲ့ဒါနဲ့ရီတောင်ချိုးလို့မရအောင်ချိုးလက်မြောက်လို့မရအင်ကြီးဝင်တော့တော်တော်ကြီးနာတာပေါ့နော်အိတ်တုံးကပေါ့ဆိုတော့အခုတော့တက်တာတယ်ဒါပေမဲ့ကျွန်တော်တို့အကောင်းဆုံးစူးစမ်းခဲ့တယ်ဟိုဟာအသင်းကရှုံးတက်ပါနဲ့အဲ့လက်နာပြီးသွားတဲ့နောက်မှာတော့ဂရောက်ကစားတော့တိတ်တော့မဖြစ်တော့ဘူးမရှိတော့ဘူးတယောက်နဲ့လည်းနားလည်မှုနဲ့ပဲသွားလိုက်ကြတာပေါ့အဲ့ပေါ့အဲ့လိုမျိုး game ရှုံးတဲ့အခါမှာကျတော့တယောက်နဲ့နည်းနည်းစကားများတာလေးပြီးတော့ရှိတာပေါ့လေဆိုတော့အကုန်လုံးကတော့ game နိုင်ကျင်တဲ့သူတွေကြီးပဲပေါ့နော်ရှုံးကျင်တဲ့သူတော့မရှိဘူးအဲ့လိုပေါ့လေဂရောက်ကစားရတော့ဖြစ်သွားတာပေါ့တခါကျတော့လည်းစိတ်မကောင်းဘူးပေါ့နော်ဒါမဲ့လည်းကောင်းပါလေဘာဖြစ်ဖြစ်လူတွေပို့ပြီးတော့ကြည်ရတာပို့ပြီးတန်ဖိုးရသွားတာအဲ့လိုလည်းတွေးလိုက်ပါတယ်ကျွန်တော်ကြိုက်တာကတော့ပေါ့နော်ကျွန်တော်နိုင်အောင်လို့မဟုတ်အိတ်ကင်းอ่ะဒါအိတ်ကင်းကိုပြောဖို့ကောင်းတာဟိုငါးဖမ်းတဲ့ဂိမ်းလေရှုံထဲမှာအဲ့မှာဂိမ်းပြီးသွားတဲ့အထိကိုရှုံထဲမှာစမတ်ဒေါင်းတွေဆော့တာဒီရွယ်ကြီးတွေကွာတကယ်တမ်းငယ်တော့ဆော့ခဲ့တဲ့ဟာကြီးတော့မဆော့ရကြပြီလေသိရမှာဂွင်းကြုံလုံးအကုန်လုံးဆော့တာဘယ်ကမှဆွဲတဲ့အချိန်မှာကျွန်တော်မနိုင်ဘူးလေသူလုံးဝဆွဲလို့မရတော့အဲ့ကျွန်တော်ဝိုင်းကူရတာပေါ့သိရမှာဒါပေမဲ့ punishment ကကျွန်တော်တော့မသေးဘူးကျွန်တော်လက်ခံလိုက်ရတယ်လို့ခံလိုက်ရတယ်လို့ဒါပေမဲ့လည်းအရင်ပြောဖို့ကောင်းတယ်စကားများသွားတဲ့နောက်မှာတော့နည်းနည်းတော့ share သွားတာပေါ့လေဒါပေမဲ့လည်းကျွန်တော်တို့ရအောင်တော့ကျွန်တော် team work လိုက်လုပ်သေးတယ်ကျွန်တော်ကလက်မလျှော့ပါဘူးဟုတ်ကျွန်တော်ဘက်ကတော့အဆင်ပြေပါတယ်နည်းနည်းတော့ရှိတာပေါ့ပုံမှန်လေးပြောရင်နည်းနည်းတော့စိတ်ကြောခါလေးအမမေးလို့ပါနည်းနည်းတော့ရှိတာပေါ့လေဒါပေမဲ့လည်းအဲ့ဒါကြီးခေါင်းထဲမှာမတွေးနိုင်ဘူးဗျကျွန်တော် game မှာ focus ပဲကျွန်တော်တို့ဟိုရှင်းပြရဖြစ်တာတွေပါအဲ့ဒါခလေးလုပ်တွေဗျဟိုပြီးတာပြီးသွားထားလိုက်တော့ပြီးသွားရှေ့ဆက်ပြီးတော့မှဆော့ရမယ်ဂိမ်းတွေမှာပဲပြန်ပြီးတော့မှကျွန်တော်တို့ပြန်စကားပြောရတော့မယ်အဲ့လိုပြန်နိုင်အောင်လုပ်ရတော့မယ်ရှော့ရင်တော့အောင်ခံရမှာဘယ်လိုမဆိုလေဆိုတော့အဲ့လိုပေါ့လူပညာလောကမှာတော့ဒါပထမဦးဆုံးပဲကျွန်တော်လည်းဟိုစိတ်ကထောင်းနေဖြစ်သွားတာပေါ့နော်တစ်ချက်ပေါ့နော်အဲ့လိုမျိုးလက်အလောက်နာနေတဲ့အချိန်မှာကျတော့လေလက်ကြီးကနာတော့လေအဲ့ရဲ့နေအရှိန်လည်းရှိတယ်ပေါ့နော်နောက်ပြီးတော့မျက်လုံးတွေပါတယ်ကျွန်တော်ပြထသွားတာတစ်ချက်အဲ့လိုနာသွားတဲ့အချိန်မှာလက်ကဒီရုပ်တရက်လှုပ်လို့မရတော့တကယ်လှုပ်လို့မရတော့လှုပ်လို့မရတော့တာအားဆိုလှုပ်တာနဲ့ကိုဘယ်လုံးမှမရတော့ဘူးဆိုတော့ဟိုမျက်လုံးတွေပါနည်းနည်းလေးပြထသွားတာရှင်းပြရင်တော့ဗျာဟိုတစ်ဖက်အသင်းကလည်းဟိုဒါသူရဲ့နေပြီးတော့နိုင်ကျင်စောနဲ့သူလည်းဒါစူးစမ်းတယ်ဒါမတော်တဆပေါ့လေဖြစ်သွားတယ်ပေါ့နော်အဓိကအရှိန်နဲ့ပြင်းသွားတော့ကလကြီးကလဲသွားရှင်မျက်လုံးတွေပါနည်းနည်းပြထသွားအဲ့လိုမျိုးရဖြစ်ရတော့မကြိုက်ဘူးလေဘယ်သူကကြိုက်မှာတော့ဆိုတော့ဒီလိုပဲပေါ့ဖြစ်သွားရဆိုတော့ဖြစ်သွားတယ်ပေါ့အဲ့လိုကျွန်တော်တောင်းတတော့တင်းကြီးခံစိတ်ရမ်းများပါတယ်တိတ်ဘာမှမပြောပါဘူးကျွန်တော်အပြင်မှာလဲစကားနဲ့နေရတယ်မှာပါတယ်တိတ်ဟိုခင်မပဲစကားအများကြီးပြောတိတ်မသိရင်တော့ဟိုကနားပဲထောင်တယ်အရင်ကြီးမပြောတတ်ဘူးစကားပဲအမားတော့ light ထင်းရတာပေါ့သူကဂျားတယ်မတနာပါနဲ့ဟိုဘက်လက်ချောကဒီဘက်လက်ချောကနဲ့တနာပါကျွန်တော်အားနာပါတယ်အမားကိုလေသူခွေဖို့အတွက်ချိန်မရှိဘူးဂိမ်းနဲ့ဂိမ်းဆော့ပြီးဆိုတာအားလုံးမှာငြိမ်ပြီးစဉ်းစားနေရတာခွေမဲ့အချိန်ကိုမရအောင်အဲ့လိုမျိုး तू လဲဘယ်လိုပြောရမလဲဆိုတော့ခွေဖို့အတွက်အချိန်လုံးဝမရအောင် तू တော့မှရုပ်တည်နေတာကျွန်တော်ကတော့လိုက်ပြောင်းနေသေးတယ် तू မမိုင်လေးဆိုတာတအားနောက်ခဲ့တဲ့သူเนาะအဲ့လိုမဟုတ်တော့နောက်တစ်ယောက်ပြောင်းသွား
လူငင်းနေကြောက်ဆိုလေမုံနေအေးပါအေးညီမလေးအေးပါအာနာလာဘောကျွန်တော်ပြောလိုက်ပါအမကျွန်တော်အာနာတယ်နော်လို့အမကိုတကယ်အရင်အာနာတယ်နော် sorry ပါလို့နောက်ပိုင်းနေမှာတန်ဖိုးကတော့အခုလာမယ့်အပတ်မှာဂိမ်းနေနဲ့ကျန်းတယ်လာမယ့်ဘက်ကဂိမ်းတော်တော်ကျန်းတယ်ထိခိုက်မှုတွေလည်းအများကြီးဖြစ်သွားတယ်ဥပမာနှက်ခမ်းပေါက်သွားတာတွေကွဲသွားတယ်ဘယ်သူလဲတော့ကြည့်လိုက်ပေါ့လေဆိုတော့အဲ့တော့လာမယ့်ဂိမ်းမှာဟိုပါပေါ့နော်ဒီ gas အဖြစ်နဲ့ကနာမည်ကြီးမင်းသားတွေလာဆော့မှာကျွန်တော်တို့နဲ့ပေါင်းဆော့မှာဒါဘယ်သူလဲပြင်ပြောတော့၄ယောက်လာလိမ့်မယ်၄ယောက်အပြန်มาတဲ့ကျွန်တော်ကတော့ဒါကတော့ဟိုဖြစ်ပြပြိသက်ကိုဖြောပြေးလို့တာပဲလေသူတို့အပန်းပြေအဆင်ပြေသူတို့စိတ်ဝင်စားမှုဘယ်လောက်ရှိလဲကျွန်တော်ပြေအခုကျွန်တော်ဝမ်းသာတာကဒီအစီအစဉ်ကြီးကအရန်ပေါက်နေတယ်အရန်လူတွေရန်ကြိုက်နေတယ်တော့ကြားတယ်ပေါ့နော်TikTokတွေမှာဒါတွေပဲတက်နေတယ်ဘယ်နေရာမှာမဆိုဒါတွေပဲတက်နေရဆိုတော့ဘာဖြစ်ကျွန်တော်တို့ဒီအပြစ်မှန်းခံရဂျိုးနဲ့တယ်လို့ကျွန်တော်အဲ့လိုပဲပြောချင်ပါတယ်ခင်ဗျာဟုတ်ဆိုတာကြီးမှာတော့ကျွန်တော်နိုင်မဲမှတ်တာလုံးဝငါ fast ပဲပေါ့ no ဒါပေမဲ့လမ်းရွေးခွင့်ရပြီးတော့မှကားကြီးကစုံနေတော့ဆိုတော့ဘလို့မှမရကမောင်းနေလေးရသွားတာအဲ့ဒါကြီးတော်တော်ဆင်ပြေပြီးတော့ပြကျိုးကပြတ်သွားတယ်ဆိုပြီးတော့တခါတည်းမှာဘာမှလုပ်မရတော့ဘူးပေါ့ဟုတ်ကဲ့ပါတန်ဖိုးကတော့အရင်တက်နေပါပြီကျွန်တော်တို့ဒါတကယ်ကိုဒါ reality gaming show ပေါ့နော် scripted မဟုတ်ဒီရေးထားရမှာမဟုတ်လုံးဝတကယ်အမှန်တိုင်းပဲအားလုံးကလာမယ့်အပတ်မှာပိုကျမ်းမယ်guest အဖြစ်နဲ့ဟိုဟာဧည့်သည်အဖြစ်နဲ့ပေါ့နာမည်ကြီးတရုပ်ဆောင်တွေပါလာကစားမှာကျွန်တော်တို့အဖွဲ့နဲ့ပေါင်းပြီးတော့မှအဲ့အားလေးပါစောင့်ကြည့်ပေးပါအောင်ကျွန်တော်ရန်ပင်ပန်းထားတယ်အရန်လဲကြည့်လို့ပိုကောင်းလာပါလိမ့်မယ်ခင်ဗျကျွန်တော်ဖိတ်ခေါ်ပါတယ်ဟုတ်ကဲ့ပါကြည့်ပေးပါဦး